တချို့အမချာတော့ကျတော့ဘိန်းကတံမိုးကြီးတယ်တံမိုးကြီးတဲ့ဘိန်းကအမချာတော့ကိုပစ္စည်းဝယ်မရဘူးရှားတယ်ဒီလိုအမချာတော့မော်တာကျန်တဲ့စိတ်ပိုင်းတွေကတော့ကောင်းတယ်ဒီလိုမျိုးအမချာတော့ကမကောင်းတော့မော်တာတစ်လုံးလဲရမယ့်အရှင်နေမျိုးပေါ့ဒီအမချာတော့အလွတ်ကလည်းဝယ်လို့မရဘူးမော်တာကလည်းတချို့ဝယ်လို့မရဘူးဒီအမချာတော့ပဲပြန်ပတ်သုံးလို့ရအောင်သုံးကျင်တဲ့ဆရာတွေအတွက်သုံးကျင်တဲ့ user တွေအတွက်မျှဝေပေးမှာအမိုးကြီးတဲ့ဘိန်းတွေဆိုလို့ရှိရင်မော်တာတစ်လုံးက3 သိန်း4 သိန်းရှိတဲ့တချို့မော်တာတွေအဲ့လိုမှမော်တာတခြားအစိတ်ပိုင်းတွေကကောင်းပြီးဒီအမေချာတော့အကြောင်းလောင်သွားခဲ့သည်ရှိတော့အမေချာတော့ကလည်းဝယ်လို့မရဘူးမော်တာအလုံးကလည်းဝယ်မလဲခြင်းဘူးဆိုရင်ဒါနဲ့ပြန်ပတ်ပြီးသုံးလို့ရအောင်လို့ပြပေးတာအမေချာတော့မှသူကဘယ်ဘက်ရှိတယ်ညာဘက်ရှိတယ်ကွန်ပတ်တဲ့နေရာမှာဒီလိုဘယ်ဘက်ဒီလိုညာရဲပြီးတော့ပတ်ထားတာရှိတယ်ဒီလိုဘယ်ရဲပြီးပတ်ထားတာရှိတယ်နော်ကိုဖြေလဲလို့ရှိရင်သူဖြေလဲတဲ့ရှိတာသူကဘယ်နဲ့ပတ်ထားတဲ့ဟာကိုကိုကဘယ်ဖြေလိုက်ပြီးခါကျတော့ပြန်ပတ်တဲ့အခါမှာညာနဲ့တပ်ပတ်လိုက်မိလို့ရှိရင်သူကအဲ့ဒီအမေချာတော့ကသုံးလို့မရဘူးလားဆိုတော့မဟုတ်ရတယ်ဒါပေမဲ့သူကမော်တာမှာပြောင်းပြန်တော့လဲနေမှာနော်ကိုပတ်တဲ့အမေချာတော့ကကိုပတ်မယ်ဆိုလို့ချင်းအမေချာတော့တစ်ခုပတ်မယ်ဆိုလို့ရှိရင်ကိုဖြေတဲ့အပတ်ကိုကြည့်ရမယ်ဘယ်ဘက်နဲ့ပတ်ထားတာလားညာဘက်နဲ့ပတ်ထားတာလားဆိုကြည့်ရမယ်ညာဘက်နဲ့ပတ်ထားတဲ့အမေချာတော့ဆိုညာနဲ့ပြန်ပတ်ပြီးအဲ့ဒါဆိုရင်တော့ဘာမှပြန်လုပ်စရာမလိုဘူးအကောင်ဆုံးပဲဘယ်ဘက်နဲ့ပတ်ထားတဲ့အမေချာတော့ဆိုလို့ချင်းဘယ်ဘက်နဲ့ပဲပြန်ပတ်ပြီးအဲ့ဒါဆိုရင်တော့ပူကောင်းတယ်အဲ့လိုမှမဟုတ်ပဲညာနဲ့ပတ်ထားတဲ့ဥစ္စာကိုဘယ်နဲ့တပ်ပတ်မယ်ဘယ်နဲ့ပတ်ထားတဲ့ဥစ္စာကိုညာနဲ့တပ်ပတ်လိုက်မယ်ဆိုလို့ရှိရင် तू ကဘာဖြစ်မလဲဆိုတော့တက်လို့မရဘူးတော့မဟုတ်ရတယ်တပ်ပတ်လိုက်လို့ရှိရင်သူ့မူလဘယ်နဲ့ပတ်ထားတယ်ကိုကညာနဲ့တပ်ပြန်ပတ်လိုက်တယ်ဆိုလို့ရှိရင်ဟိုမှာတက်လိုက်တဲ့မော်တာမှာတက်ပြီးတော့အင်ဂျင်မှာတက်လိုက်တဲ့ခါကျမော်တာကပြောင်းပြန်လဲနေမှာမူလကြွေးကိုကမှားပတ်မိလို့မော်တာပြောင်းပြန်လဲမယ်ဆိုရင်တန်လိုက်ကိုခွာပြီးတော့တောင်းနေမြောင်းနဲ့ချိန်ပေးလိုက်နော်အဲ့ဒါဆိုလို့ချင်းအဖြစ်မှန်မှာပေါ့ကိုအဖြစ်အပတ်ကနေဖြေရတာလည်းညာကိုကလည်းညာပတ်ထားတယ်ဆိုရင်ဘာမှလည်းပြင်စရာမလိုတော့ AC ကောက်တတ်ရုံပဲလေကိုကအကယ်၍မှားပတ်မိခဲ့စီရှိတော့ तू ကအတန်လိုက်ကိုချိန်ပေးရမယ်အဲ့ဒါဆိုရင်